မင်္ဂလာပါကျွန်တော်ကတော့ Leadership School စေချိန်မြောက်ကျောင်းကိုတက်ရောက်နေတဲ့ယောဟန်ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ဝင်ငါသွားမယ့်နှုတ်ကပတ်တော်ကအကောင်းမြင်စိတ်ဆိုတဲ့နှုတ်ကပတ်တော်နဲ့ဝင်ငါသွားမှာဖြစ်ပါတယ်။ကျမ်းပိုက်ယူခဲ့တာကတော့တုတ်တန်ခန်းကြီး28အငယ်1မှာပြောတာဖြစ်တယ်။လိုက်တော်သူမရှိတော့လဲမတရားတော်သူဒီပြေးတိုက်ဆိုတဲ့ကျမ်းပိုက်ဖြစ်ပါတယ်။အဲ့ဒီကျမ်းပိုက်မှာကျွန်တော်တို့လူ3မျိုး3ဆောက်တွေ့တာဖြစ်တယ်။ပြေးတော်သူလိုက်တော်သူမလိုက်တော်သူဆိုမှ3မျိုးတွေ့တာဖြစ်တယ်။ကျွန်တော်အဲ့ဒါတော့3ချက်နေနဲ့ကျွန်တော်ဝင်ငါသွားမှာဖြစ်ပါတယ်။ပြေးတော်သူဆိုတဲ့အရာကကပောက်ချမ်းထဲမှာအာဒန်ရဲ့သားကာအိနာနဲ့အာဘေလလိုမျိုးဖြစ်ပါတယ်ကာအိနာဟာဆိုရင်သူ့ညီကိုတတ်ပြီးတော့မှသူကထွက်ပြေးခဲ့ရတဲ့အနေအထားပါတရားကိုကျွန်တော်တို့သိပါတယ်ဘာကြောင့်တတ်တယ်လဲဆိုသူ့ရဲ့မနာလိုမုန်းတီးမှုတွေနဲ့သူကတက်ဖြတ်ပြီးတော့မှထားခဲ့တာဖြစ်တယ်တကယ်တမ်းဆိုရင်သူကဖခင်ကိုအကောင်းမြင်စိတ်မရှိခဲ့လို့ဖြစ်သွားတဲ့အရာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဖခင်ကပြင်ဆင်ပေးထားတဲ့မင်းကိုငါပြင်ဆင်ထားတဲ့တိုးတငယ်ရှိတယ်လို့ပြောတဲ့အရာကိုသူကသူ့ညီပေါ်မှာချီနှောင်ပြီးတော့မှပြေးချင်းကိုဆိုတာဖြစ်တယ်နံပါတ်1ချက်အနေနဲ့ကတော့ကျွန်တော်တို့လိုက်တော့သူကတော့ကျွန်တော်တို့ချမ်းစာထဲမှာတွေ့ရတဲ့အခွင့်ခံတဲ့ဖာရိရှဲလို့ဖြစ်တယ်။အဲ့ထက်ကဖာရိရှဲကသူ့အတော်သူအသက်သူကကျင့်ကြံပြုမှုတဲ့သူဆိုပြီးတော့မှဒီအခွင့်ခံကကျွန်တော်လိုမျိုးမဟုတ်ဘူးဆိုတဲ့အရာကိုကျွန်တော်တို့လိုက်တော့သူဆိုမှတွေ့တာဖြစ်တယ်။နံပါတ်3ချက်အနေနဲ့ကဖာရိရှဲတွေကယေရှုကိုစီရင်ဖို့အတွက်ပြစ်မှားသောမိန်းမကိုခေါ်ဆောင်လာခဲ့တာဖြစ်တယ်။မောရှေရဲ့ပညတ်ထက်ကလို့ဒီမိန်းမကိုဂဲနဲ့ပေါက်တိုက်ရမယ်ဆိုမှစီရင်ဖို့လာတဲ့အခါမှာယေရှုပြောလိုက်တဲ့အရာကမင်းတို့ထက်ကအပြစ်သုံးတရားကင်းလွတ်တဲ့သူအပြစ်လုံးဝမရှိတဲ့သူအရင်ဆုံးပေါက်တန်းလို့ပြောတဲ့အခါမှာဘယ်သူမှစီရင်ခွင့်မရတော့ဖြစ်သွားတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လူဆိုတာအပြစ်နဲ့မကင်းဘူးဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ကလည်းထိုးလူဆိုတဲ့ပြစ်ဒဏ်စာကိုပြီးကိုလည်းငါမစီရင်ဘူး။ဒါကြောင့်မလို့ဒီနောက်ထပ်မလုံးနဲ့တော့ဆိုရဲဩဝါဒနဲ့အကောင်းမြင်စိတ်နဲ့ဩဝါဒပေးသွားတာကိုမြင်တွေ့ရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကလူတွေအပေါ်မှာအကောင်းမြင်စိတ်နဲ့ကျွန်တော်တို့တွေပြောဆိုဝေငှတတ်ဖို့အရာကြီးတာဖြစ်တယ်။ဒါကြောင့်ခေါင်းဆောင်ကောင်းတစ်ယောက်မှာအကောင်းမြင်စိတ် positive ကိုထားပြီးတော့မှအမြဲတမ်းလူတွေကိုတွင်တင်ဆုံးမဖို့အရေးကြီးတယ်ဆိုတာကိုမြင်တွေ့ရတာဖြစ်တယ်။ရောက်စီတိုင်းကြားလေးကောင်းချီးပေးပါစေ။